စီးပင်အောင်မှာစွန့်ပစ်ခံထားရတဲ့2လအရွယ်သမီးငယ်လေးကိုကယ်ဆယ်မွေးစားခဲ့တဲ့ခိုင်နှင်းဝေဖောင်ဒေးရှင်းအမည်ခံပြီးမိဘမဲ့တသမီမီလေးတွေကိုခေါ်ယူမွေးစားပြီးပြုစုပို့ထောင်ပေးနေတဲ့ခိုင်နှင်းဝေဟာမကြသေးခင်အချိန်တုန်းကမှစီးပင်အောင်မှာလာရောက်စွန့်ပစ်ထားတဲ့2လအရွယ်သမီးလေးကိုပြန်လည်ကယ်ဆယ်ပြီးမွေးစားထားခဲ့ပါတယ်။စီးပင်အောင်မှာစွန့်ပစ်ခံထားရတဲ့ကလေးငယ်လေးဟာဖြူဖွေးဖွေးနဲ့တုတ်ခိုင်ခိုင်လေးဖြစ်ပြီးကျမကြီးလည်းကောင်းမွန်နေကြတာကြောင့်ဘာလို့အခုလိုလာရောက်စွန့်ပစ်လိုက်ကြမယ်သူမကိုယ်တိုင်နားမလည်နိုင်ဖြစ်နေခဲ့ရပါတယ်။ကလေးကိုစွန့်ပစ်ထားတဲ့ချင်းချောင်းထဲမှာတော့အမေလို့ယူဆထားသူကသမီးလေးကိုအယမ်းချစ်ရတယ်ဆိုတဲ့အကြောင်းနဲ့အယမ်းမပြေလည်လို့သာအခုလိုစွန့်ပစ်ထားရတာပါ။နောက်တစ်ချိန်ကျရင်သူမအနေနဲ့ပြန်လဲခေါ်ယူမှာဖြစ်တယ်ဆိုတဲ့အကြောင်းစာလေးရေးပြီးထည့်ထားခဲ့ပါသေးတယ်။သမီးလေးဟာကျမရဲ့ကောင်းမွန်စွာနဲ့ခိုင်နှင်းဝေရဲ့ကေဟာကိုရောက်ရှိသွားခဲ့ပြီဖြစ်ပြီးနွေနွေထွေးထွေးနဲ့ကြိုဆိုကြမယ်မောင်နှမတွေကလည်းစုံစုံလင်းလင်းရှိတဲ့မိသားစုကမ္ဘာအသစ်ကလေးကိုလည်းတွေ့ရှိသွားခဲ့ပြီဖြစ်ပါတယ်။နှစ်လအရွယ်သမီးလေးဟာအကြည်တန်လေးနဲ့ချစ်စရာကောင်းနေခဲ့တာကြောင့်သူမကိုမွေးစားချင်နေကြတဲ့မိဘတွေကလည်းအများအပြားရှိနေခဲ့ကြပါတယ်။